အငိမ့်မင်းသမီးဝစ်ဆောင်ကိုဝစ်ပြီးခန္ဓာကိုယ်အသားပေးကနေရတဲ့နောက်ွယ်ကအကြောင်းရင်းကိုပြောပြလာတဲ့ခေတုမတီဘူမောင်ပြည်သက်များလုံးမဲမင်္ဂလာပါရှင်အညာဒေတာရဲ့ညရီလင်းထိုင်နေတဲ့မီးရောင်လေးအောက်ပွဲခင်းတဲ့ကပြည်သက်တွေရဲ့အပိတန်နေကြမောင်မြမအငိမ့်တပင်ရဲ့အလှတရားကကိုကွက်ကွင်ကွင်ပေါ်လွင်နေတုံးမှာပဲဒီလိုစီမြစ်တွေအပေါ်မှာလက်တလို့အတောက်ပဆုံးတဲ့အောင်မြင်မှုအမြင့်ဆုံးကျဲတပွင့်ကိုပြပါဆိုရင်တော့လူအများစုကခေတုမတီဘူမောင်ကိုလက်ညှိုးထိုးကြမှာသိကြပါတယ်သူ့နာမည်ကပြည်သက်တွေအတွက်အပိတန်ဖြစ်တယ်လို့တစ်ချိန်တည်းမှာပဲတပင်လောကအတွက်တော့အငြင်းပွားစရာခေါင်းစဉ်တစ်ခုဖြစ်နေခဲ့တဲ့ကေတုမတီဘူမကဘာလို့ဒီလောက်တောင်အောင်မြင်နေရတာလဲရိုးရိုးလေးပါပဲသူကပရိသတ်အကြိုက်ကိုကောင်းကောင်းသိတယ်လှလဲလှတယ်အခကလည်းကောင်းတယ်စင်ပေါ်မှာဆိုရင်ပရိသတ်တွေကိုဘလို့ဆွဲဆောင်ရမလဲဆိုတာကျွမ်းကျင်နေသူ့ရဲ့ပွဲတိုင်းကဘူမဆိုတဲ့နာမည်တစ်ခုတည်းနဲ့ပွဲကင်းရှံသွားတဲ့အထိအောင်မြင်နေဒါပေမဲ့ပြဿနာကအဲ့ဒီပရိသတ်အကြိုက်ဆိုတဲ့အရာကစတာပါပဲသူ့ရဲ့ကားကွက်တွေကရိုးရအငိမ့်မင်းသမီးတယောက်ရဲ့စီးမင်းစည်းကမ်းတွေကိုကြောင်းလုံးနေတယ်လို့ဝိုင်းရင်တပင်ပညာရှင်ကြီးတွေကထောက်ပြကြပါတယ်ထမင်းကိုခါအနာထိလှန်တင်ပြီးကတော့လူရှင်တော်တွေနဲ့ရောတဝင်ပွဲချီပြီးကပြရတဲ့ကားကွက်တွေခနာကိုအလှကိုအသားပေးပြီးလှုပ်ရှားကပြတဲ့ဟန်ပန်ပြင်းပြင်းတွေကမြမတပင်ရဲ့တိတ်ခါကိုကြောက်စီတယ်လို့သူတို့ကမြင်နေဒါဟာအနုပညာကိုစောကားတော့ပရိသတ်ကိုမလေးစားတာဖြစ်တဲ့အတွက်တပင်အစည်းအရုံးကတော့သူ့ကိုခေါ်ယူပြီးသတိပေးခဲ့ရတဲ့အထိပါပဲရှေးမင်းသမီးကြီးရဲ့အစင်လာကိုထိန်းသိမ်းခြင်းသူတွေအတွက်တော့ဘူမရဲ့ကားကွက်တွေကမျက်စိနောက်စရာဖြစ်နေခဲ့တာပေါ့ဒါပေမဲ့ဒင်းကတပြားမှခေါင်းနဲ့ပန်းဆိုတာရှိတယ်လို့ပေါ့ရှင်ကေတုမတီဘူမဘက်ကလည်းသူ့အကြောင်းနဲ့သူရှိနေပြန်ပါတယ်သူကတော့ဒီလိုကားကွက်တွေကကျမပါတာကျမထွေပြီးကနေမဟုတ်ပါဘူး။ပွင့်ကားတဲ့ရွာကပရိသတ်တွေအလူရှင်တွေကိုယ်တိုင်ကတောင်းဆိုလို့ကပြပေးရတာပါလို့ဖွင့်ရခဲ့ရပါအောင်။ပြောရရင်တော့သူကပရိသတ်ရဲ့တောင်းဆိုမှုနဲ့စီးပွားရေးအရာရှင်တန်ရက်တည်မှုကြားမှာပြားများနေရသူတယောက်ပါ။ဇလန်းကဒီမာရင်မပြီးသေးပါဘူးနော်။သူ့ရဲ့ဘဝနောက်ခံကိုကြည့်လိုက်ရင်ဒီအလုပ်ပေါ်သူဘလောက်ထိအားထည့်ထားရဲဆိုတာကိုမြင်နိုင်ပါတယ်။အသက်ကိုနဲ့သမီးဘဝကလေးကအကပညာကိုသင်ယူခဲ့ပြီးပြိုင်ပွဲတွေမှာစုရည်အများကြီးရခဲ့တဲ့ကလေးတယောက်မိဘတွေရဲ့အိမ်တော်ရေးပြဿနာတွေကြောင့်အမေဖြစ်သူနဲ့အတူဘဝကိုခက်ခက်ခဲခဲရုန်းကန်ခဲ့ရတယ်။အမေဖြစ်သူကသူ့ကိုအငိမ့်ကရဲ့မုံဟင်းကားရောင်းရင်းနဲ့ရှောက်ဖွေကျွေးမွေးခဲ့ရတာကိုမကြည့်ရတော့တဲ့အဆုံးမှာသူကိုယ်တိုင်ကိုရမ်းနဲ့ကြောင်းထွက်ပြီးမိသားစုအတွက်ဒီအငိမ့်စင်ပေါ်ကိုတက်လာခဲ့ရပါသူ့အတွက်တော့အငိမ့်စင်ဆိုတာအနုပညာဖော်ထုတ်တဲ့နေရာတသက်မဟုတ်ပါပဲမိသားစုရဲ့ဘဝကိုမြင့်တင်ပေးမဲ့သူ့ရဲ့တိုက်ပွဲနေပြင်တစ်ခုပဲဖြစ်နေခဲ့တဲ့ဒီတိုက်ပွဲမှာသူနိုင်ခဲ့ပါတယ်အခုဆိုရင်ကေတုမတီဘူမကတလားကိုပွဲပေါင်း25ပွဲလောက်ထိနေရောညပါမနာတန်ကနေရပါတယ်ဒီလိုရုန်းကန်ရှောက်ဖွေမှုတွေနဲ့ပဲ3000ခန့်တန်တဲ့နေအိမ်ကြီးတစ်လုံးကိုတည်ဆောက်နိုင်ခဲ့ပြီးသူ့ရဲ့အမေကိုလည်းဘီရင်မတပါလို့ခန်းခန်းနားနားနဲ့စိတ်ချမ်းသာအောင်ထားနိုင်ခဲ့ပါပြီသူ့ကိုပွင့်ကားတဲ့သူတွေကလည်းသူ့ရဲ့အကားကိုကြိုက်တယ်လို့မိခင်ပေါ်တိတက်တဲ့သူ့ရဲ့စိတ်ဓာတ်ကိုပါလေးစားပြီးအလုပ်တွေစတိုက်ပေးနေကြတော့ပါတနည်းအားဖြင့်ပြောရရင်တော့ဝေဖန်မှုတွေကဘလောက်ပဲကျဲလောင်းနေပါစေသူ့ရဲ့အောင်မြင်မှုကတော့အရှိန်ဟုန်နဲ့ရှေ့ကိုချီတက်နေတော့မှပဲရှင်ဤတော့ကေတုမတီဘူမရဲ့ဇလန်းကကျမတို့ကိုမေကိုတစ်ခုထုတ်လာစီပါတယ်သူဟာအစင်လာအနုပညာကိုတာမိုးမထားပဲဖျက်ဆီးနေတဲ့စီးပေါင်ချိုးဖောက်သူတယောက်လောင်ဒါမှမဟုတ်မိသားစုအတွက်ပရိသတ်ရဲ့အကြိုက်အတွက်ခေရဲ့ရေးစည်းကြောင်းအတိုင်းလိုက်ရောညီထွေစွာပြောင်းလဲရင်းနဲ့ပညာကိုရှင်းတောင်းလုပ်နေတဲ့စီးပွားရေးအရာထက်မြက်သူတယောက်လောင်ပရိသတ်ရဲ့လက်ခုပ်တန်တွေကအစင်လာရဲ့တံမိုးကိုတိုက်စားသွားစေနိုင်တဲ့လောင်ဒါမှမဟုတ်ခင်းနဲ့အညီမပြောင်းလဲနိုင်တဲ့အစင်လာတစ်ခုကရောအချင်းကြလာတာနဲ့အမျှသူ့အလိုလိုမှိမ့်မိန်တော့မှလားဒါကတော့ကျမတို့အားလုံးစပ်ပြီးစဉ်းစားရမယ့်မိကွန်းတစ်ခုပဲဖြစ်ပါတယ်ကဲဒါဆိုရင်ပရိသတ်တို့ရဲ့ထင်မြင်ချက်တွေကိုရောခွမ်းမမှာပြောပြခဲ့အောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်နေ့ရက်တိုင်းအတွက်ပြောရှင်ပါစေ